ပြဿနာဖြစ်ပြီးကိုချက်ချင်းသိလိုက်သည်ယူရိုတိတ်လုံလုံးပြီးထင်တယ်အားရအတန်ဆဆာကိုကြားရသည်ဟေးတို့ကနေတိုင်းလာအပ်ပြီးတဲ့လူတွေမင်းလူတွေကဒီနေ့မှလာတာဒါတို့ထိုင်နေကြနေရပဲဒါပေမဲ့သူတို့ကအရင်ရောက်တာပဲသူတို့ကိုဖယ်ခိုင်းလို့မဖြစ်ဘူးဘာလဲတို့နှင်းနေရလားနှင်းတာတော့မဟုတ်ဘူးလေတရားမျှတအောင်ပြောရတာတခြားနေရာမှာထိုင်လဲရတာပဲတို့ကဒီနေရာပဲထိုင်ချင်တယ်စုမနေနိုင်တော့သူတို့စပွဲကိုရှောက်လာရသည်အခြေအနေသည်တင်းမာလျက်ရှိလေပြီမီကီနှင့်မောင်မောင်ကစောစောကပင်ရောက်နေပြီးစပွဲတစ်လုံးမှာထိုင်နေသည်ဒါကိုနောက်မှဝင်လာသည့်ကိုလူစိုးကနေရာဖယ်ခိုင်းနေသည်စကားပင်ရိမ်မှကိုလူစိုးသည်ဒီအကွက်ကိုတမင်စောင့်နေခြင်းဖြစ်ပေမည်သူသည်ပြဿနာကိုဆောင်ယူခဲ့တော့မည်ဆိုတာစုစိတ်ထဲကအလိုလိုသိနေခဲ့သည်စူးရောက်လာသည့်အချိန်များအမှားပင်မီကီသည်နေရာမှထပြီးဖြစ်နေသည်သူနှင့်ရင်ဆိုင်ရန်အသင့်ဖြစ်နေသည်အာရီမျက်နာသည်လည်းနီမြန်းလျက်ရှိပြီးမခံမြဲနိုင်ဖြစ်နေပုံရသည်မောင်မောင်ကတော့အိန္ဒြေမပြတ်အေးစိစွာထိုင်လျက်မီကီရဲ့သူတို့နဲ့ဖက်ပြိုင်ပြီးဖြစ်နေပါနဲ့တခြားစပွဲမှာထိုင်ရအောင်အာရီကရန်ပွဲကိုမဖြစ်စေခြင်းသည့်အတွက်မီကီလက်မောင်းကိုဆွဲခေါ်သည်သို့တော်မီကီကနေရာမှမရွေ့အလျှော့ပေးရမည်ကိုရှက်နေဟန်တူလေသည်တခြားမိန်းကလေးများကလည်းသူတို့ကိုကြည့်နေကြသည်ကိုတောင်းမှန်ပါတယ်မီကီအာရင်ကထပ်ပြောသည်စုသည်မဝင့်မရဲနှင့်ပင်သူတို့ကြားသို့ဝင်ခဲ့ရလေသည်စုလျှောက်လာနေသည်ကိုသူစောစောကပင်မြင်ပြီးသားစုကိုမြင်ကလေးကမထီတရီပြုတ်နေသောသူ့အပြုတ်အမူတွေအနှဲငယ်ပြီးသွားတာစုသတိထားမိသည်သူသည်ပစိုးကိုကပူကယူဝစ်ထား၏သပင်များသည်ပွားရောက်နေသည်မျက်လုံးများသည်နီနေ၏စုကသူ့ကိုတောင်းပန်သည့်မျက်လုံးများနှင့်ကြည့်မိပြန်သည်သူပြန်ကြည့်ပုံကမထီတရီနှင့်မခံကျင်စရာကောင်းလာတော့လဲအောင်အင်းနေလိုက်ရလေသည်ဟိုလေးဟိုသူဒီဘက်စပွဲမှာထိုင်မှလာရင်အာရီကစုကိုအံ့ဩစွာကြည့်သည်မောင်မောင်မျက်နာသည်ချက်ချင်းတင်းမာသွား၏နေရာမှထရက်လေသည်သူကတော့မခံကျင်စရာကောင်းလောက်အောင်ပင်စုကိုပြုံးတိတ်တိတ်ဖြင့်ကြည့်လေသည်ဟေးမင်းနဲ့အတူတူထိုင်ရမယ်ဆိုရင်တော့ရပါတယ်စု၏မျက်နာသည်ရှက်သွေးဖြင့်နီမြန်းသွား၏မလိုဘူးမင်းဒီမှာပဲထိုင်မောင်မောင်ကပြော၏သူကမကြားကြအောင်ဆောင်ကတစ်ဖက်စပွဲသို့လှည့်လျှောက်သွားသည်စုကိုလည်းလာလေးဟုသောအမူအရာဖြင့်ခေါ်သည်စုတောင်းပန်ပါတယ်မောင်မောင်ရဲ့ပျော်ပွဲရှင်ပွဲမှာရံပွဲမဖြစ်ပြရစီနဲ့ခိုးမှာတီချယ်တို့လည်းလှမ်းကြည့်နေတယ်ဒီမှာပဲထိုင်ပါတော့နော်စုသည်သူရှိရာစပွဲသို့ရှောက်လာမိလေသည်ဒီတုန်းကလေးကစုဘဝကိုသူချဲ့လေခဲ့တာစုမမိနိုင်ခဲ့ကြီးကြီးမေသည်အပြိုကြီးပြပြစီချမ်းကြီးသူဖြစ်၏နေရာတကာစီစားအကြောင်းဒီဟုမဆိုသာတော့လဲမကုံတဲ့နာမကုံရအောင်မဖြစ်တဲ့နာမဖြစ်ရအောင်ကြီးကြီးမေကပင်တာဝန်ယူဆောင်ရွက်ခဲ့ရသည်မေမေမရှိကလေးကသားသမီး၄ယောက်နှင့်မနိုင်မနှင်းဖြစ်ခဲ့ရသောဖေဖေကိုကြီးကြီးမေကအကူအညီဖေးမရန်ရောက်ရှိလာခြင်းဖြစ်၏အထူးသဖြင့်တူရီသောသမီးမိန်းကလေးဖြစ်သည့်စုအတွက်ကြီးကြီးမေပင်တိုးတိုးပေါ်အဖြစ်ရက်တည်ခဲ့ရသည်သမီးစုသမီးတို့ကိုတာသနာပြုကျောင်းမှာထားတာဘိုးဆန်ဖို့မဟုတ်ဘူးနော်သမီးတို့ပညာဗဟုသုတရှိအောင်ခင်မီအောင်ထားတာမြန်မာမှုကိုတော့မမေ့လေနဲ့ပြီးတော့သူတို့တွေသူတို့ဘာသာတရားကိုရှေ့တန်းတင်တယ်လို့ပဲကိုကလည်းကိုဘာသာတရားကိုယုံယုံကြည်ကြည်စိတ်ကပ်ရမယ်ကြီးကြီးမေဆုံးမစကားများအောက်မှာလည်းရင်ပါခဲ့ရ၏စုအနေထိုင်သိမ်မွေးတာကိုအားလုံးကအတိမတ်ပြုထားပြီးဖြစ်သည်အိမ်ချင်းချန်ချင်းကပ်နေသောအိုင်ရစ်နှင့်ခင်မင်ရင်းနှီးတော်လဲနေပုံတိုင်ပုံအပြုမူကကွဲပြားသည်အိုင်ရစ်ကပြပြရွှင်ရွှင်တွတ်တွတ်လက်လက်နေတတ်သည်စုကအေးအေးဆေးဆေးနှီးနှီးကွေးကွေးလှုပ်ရှားတတ်သည်အိုင်ရစ်ကပွန့်ပွန့်လင်းလင်းဟောဟောတိုင်းတိုင်းပြောတတ်ဆိုတတ်သည်စုကတိုးတိုးတိတ်တိတ်ရှိလာသည်ထို့ကြောင့်လဲစုရင်တဲကဝေဒနာကိုဘေးလူကတော်ရုံဖြင့်မသိနိုင်ဘာပဲပြောစုကိုဖေဖေကလည်းအသေးခိုက်အောင်ချစ်သည်ကြီးကြီးမိကလည်းရင်အုပ်မကွာဆောက်ရှောက်သည်အကိုတွေကလည်းတူရီသောညီမလေးကိုဦးစားပေးကြသည်စုဘဝမှာမိမိမရှိတာကလွဲလို့အားလုံးလူပြည့်စုံခဲ့သည်ပင်ဖေဖေကအရာရှိကြီးတူဖြစ်ကအကိုနှစ်ယောက်ကလည်းအလုတ်အကင်နဲ့မို့စီးပွားရေးရလည်းပူစရာမရှိပေကြီးကြီးမိကလည်းအခါအားလျော်စွာအယောင်းဝယ်လေးလောက်ကဇရာစစ်စစ်စီမံခန့်ခွဲတတ်သည်ဆိုတော့စုတို့အိမ်မှာတတရရရှိလာသည်စုဘဝသည်အေးအေးချမ်းချမ်းပင်ရှိနေခဲ့သည်စုဘဝတတန်းတက်လျှောက်မှာဝမ်းနဲ့ပူဆွေးစရာတွေတောကတွေနှင့်ပြည့်နှက်လာလိမ့်မည်ဟုဘယ်တော့မှမထင်ခဲ့ထင်နိုင်စရာအကြောင်းလည်းမရှိစုဘဝသည်လေးပြေလေးငင်းမှသာငြိမ်သက်စွာရှိနေခဲ့၏မုံတိုင်းကြားသို့ရောက်ရလိမ့်မည်ဟုလည်းမမျှော်မှန်းခဲ့တာအမှန်ပင်
သူနဲ့သာမတွေ့ရလျင်စုဘဝသည်တမျိုးတစ်ဖုံဖြစ်လိမ့်မည်တခုတော့ဆိုစရာရှိ၏စု၏စိတ်သည်နူးညံ့လွန်ကမဖြစ်နိုင်တာကိုစိတ်ကူးထဲမှအကောင့်ထဲဖော်ခြင်းနေသည်ဒါကြောင့်လဲစုသည်အစိုးမိုးခံလူသားတစ်ယောက်ဖြစ်ခဲ့ရခြင်းပေလောမပြောတတ်ကြပြလင်္ကာမှာမွေးလျော်ခြင်းသည်အဖြစ်လားဘဝအကြောင်းကိုမသိခင်ကပင်တာယာလှပသည့်လောကကြီးအကြောင်းကိုကြပြတွေဖွဲ့နေခဲ့မိသည်ကျောင်းစာအုပ်တွေကြားမှာနင်းမြုပ်နေရမည့်ကာလ၌စုကလောကအကြောင်းကိုရေးတည်နိုင်ဖို့ကာယံတွေရှာရသည်နှင့်မောနေသည်ဟေးစုဘာလုပ်နေလဲအမေကိုလာမစာရွက်ကိုဖုံးပစ်တယ်ပြစမ်းဘာလဲပြမပြရင်ကိုစိတ်ဆိုးမှာနော်အားရတီစုကိုချိန်ပြေးဝင်အောင်နှောက်ရှက်တမြဲပင်နေသမအားရရဲ့မင်းဘာမှနားလဲမှလည်းမဟုတ်ဘူးတကယ်တော့အားရတီသူ့ထက်လောကအကြောင်းကိုနားလေသူဖြစ်ကြောင်းစုနောက်မှသိရလေသည်စုကစပွဲပေါ်မှာစာရွက်များကိုလုံးချပြီးအန်ဆွဲတဲ့သူထက်ကပေးချလိုက်သည်ကိုကဘာလို့နားမလဲရမှာလဲယူစီစားစာရေးနေတာမဟုတ်လားကြည်ကြည်မင်းနဲ့တိုင်ပြောရမယ်အမလီကကိုမှရေးစားတယောက်မှမရှိတာမင်းသိဆုံးပါအဲ့ဒီဒီစပွဲပေါ်သို့တင်မလွှဲထိုင်ကစုကိုတည်တည်ချာချာကြည့်သည်ခုချိန်ထိရေးစားမရှိတာတော့မှန်တယ်လေဒါပေမဲ့ထားမလို့ကြံစီနေတာကောမဖြစ်နိုင်ဘူးလားစုကလင်းလေးပြုံးသည်တချိုင်လေးနှစ်ခုခွက်ဝင်သွားသည်ကိုရေးစားထားရင်မင်းရင်ဆုံးသိရမှာပဲမသိရင်လည်းသိအောင်လုပ်မှာပဲဒါဖြင့်စောစောကစားဘာစားလဲဟောဟုတ်ပြီရုပ်ကိုပေးတဲ့ရေးစားစာဖြစ်ရမယ်တို့ဘယ်သူကရေးစားစာပေးမှလဲအားရရဲ့အိုယူရိုကြိုက်နေတဲ့ကောင်လေးတွေယူကိုကြိုက်နေတဲ့ကောင်လေးတွေအများကြီးပဲဟာကို့မှာအဲ့လောက်များရင်ခေါင်းခေါက်ရေးဖြစ်လိုက်မယ်အားရသည်စိတ်ထဲရှိတဲ့အတိုင်းပြောရင်းရေမောနေ၏အားရသည်အမြဲတမ်းရေမောနေနိုင်သူဖြစ်သည်မီကီကမင်းကိုကြိုက်နေတာမဟုတ်လားအားရကခေါင်းကိုခါရမ်းသည်မဟုတ်ပါဘူးခင်မင်နာပဲရှိပါတယ်ကိုကလည်းမီကီကိုမကြိုက်ဘူးစုသည်အားရကိုမျက်လုံးဝိုင်းသားနှင့်ကြည့်နေမိလေသည်မီကီနှင့်အားရတို့တွဲကကျောင်းသူအားလုံးအသိပင်စုအံ့ဩသည်ကသူတို့နှစ်ယောက်သည်ရီးစားမဟုတ်ကြ၍မဟုတ်အိုင်ရစ်ကမီကီကိုမကြိုက်ဘူးဆိုသောကြောင့်ဖြစ်သည်မင်းမီကီကိုသဘောမကျဘူးလားဟင်းမင်းပြောသလိုခင်မင်တာပဲရှိပါတယ်သူ့ကိုကြိုက်ရင်ကိုမားမှာပေါ့သူကစားလည်းမတော်ဘူးကိုသိတယ်ပြီးတော့လေတခြားအားကစားတို့ဘာမှတော်တာမဟုတ်ဘူးကွာပြီးတော့ဘာဖြစ်လဲစုကစိတ်အားထက်သန်စွာမိသည်ပြီးတော့သူ့မိဘတွေကဆင်းရဲတယ်စုကဒုတိယအကြိမ်အံ့ဩမိပြန်လေသည်ပေါ်ပေါ်ဆဆနေတတ်သည်ထင်သောအာရိကရီးစားလောင်းတယောက်အတွက်ပင်သည်ပင်လျင်အကွက်စစ်စစ်တွေးတော်သည်ကိုကြီးကများစွာအံ့ဩရသည်မင်းကတော်တော်ကုန်မှတ်တာကိုစုကသူဖတ်ပြီးသောဝတ္ထုတစ်ပုဒ်ထဲမှစကလုံးတစ်လုံးကိုပထမဆုံးအသုံးပြုလိုက်မိလေသည်အာရိကနားမလဲသလိုစုကိုကြည့်နေသည်ပြီးတော့မှစင်းစင်းဆဆပြောသည်ဘာလဲကိုကလူမကြည့်ဘူးချမ်းသာတာကိုကြည့်တယ်လို့ဆိုချင်တာလားဒီလိုတော့လည်းမဟုတ်ပါဘူးကွာယောက်ျားဆိုတာအရေးချင်းတစ်ခုခုတော့ရှိရမယ်လေကွာအဲ့ဒါကိုပြောတာစုကခေါင်းကိုဖြင်းချင်းစွာခါရမ်းသည်အားရမှားနေပြီဟုစုထင်သည်ဒါကတော့အားရရဲ့အရေးချင်းတစ်ခုခုဆိုတာရှိချင်မှလည်းရှိနိုင်မှာပေါ့။အိုးဘာရေးချင်းမှမရှိရင်ဘယ်နေရာမှာသွားသုံးမလဲ။ဒါထားပါတော့ခုနကဘာစားလဲ။ကြပြတပုတ်ပါကွယ်။စုကအားရနားမလဲသည်ဘာသာရဲ့တစ်ခုလိုခက်အေးပြောသည်။ဘာရဲ့ကြပြဟုတ်လား။စုကခေါင်းငိတ်ပြလိုက်သည်။ယူကိုကောင်လေးတွေကကြပြဆက်ပေးတာလားစုကခေါင်းခါပြန်သည်ဒါဖြင့်စာအုပ်ထဲကကူးထားတာလားကို့ကိုပြစမ်းပါကိုလည်းကြပြဖတ်တတ်ပါတယ်ရှယ်လီတို့အိုမာခရန်တို့ကြပြတွေကိုဖတ်ဖူးတာပဲမဟုတ်ဘူးဒီကြပြကမင်းဖတ်တတ်မှလည်းမဟုတ်ဘူးတို့ရေးထားတာအားရဲကစုကိုထူးဆန်းစွာကြည့်သည်ဖះသခင်ယူကကြပြရေးတယ်ဟလားဘာအကြောင်းလဲအင်္ဂလိပ်လိုရေးတာလားမြန်မာလိုရေးတာလားစုကအားရကိုကလေးလေးတယောက်လိုသဘောထားကကြည့်သည်မြန်မာလိုရေးတာပါဗီရာပန်းလေးအကြောင်းပဲဗီရာပန်းဆိုတာဘာပန်းလဲကိုတခါမှမမြင်ဘူးအားရကယူသားစွာဝန်ခံသည်မြို့ပေါ်မှာပဲရှိမလဲတောမှာရေးရိုင်နေချောင်းတွေမှာရှိတာတို့လည်းတိတိကျကျတော့အနီးကမမြင်ဘူးပါဘူးအားရကရေးသည်ကတိကသက်ကွာမြင်ဘူးတဲ့နှင်းစီပန်းတို့ဒေစီပန်းတို့အကြောင်းလေးရေးပါလားမမြင်ဘူးတာကိုမှရေးရတယ်သူစုသည်အားရကိုစိတ်မရှိစွာကြည့်ဒါကြောင့်မင်းသားမလည်နိုင်ပါဘူးလို့ပြောတာပေါ့ဗေဒာပန်းကိုတိတိကျကျမမြင်ဘူးပေမဲ့ဝိထုပေထဲမှာဖတ်ဖူးတယ်သူကအညာတရအပေကံပန်းလေးပဲတလားတရားကောင်းတယ်ချစ်စရာလည်းကောင်းတယ်ဒီတစ်ခါတော့အားရသည်တကယ်ပင်စိတ်ရှုပ်တွေးသွားဟန်တူလေသည်ယူအဲ့ဒါတွေတိတ်ရေးမနေနဲ့အောင်စာမေးပွဲနီးပြီလေကိုကစာကြက်ရအောင်လာတာစုနဲ့အားရသည်ចောင်းစာအုပ်တွေဆွဲကခြံထဲသို့ဆင်းလာခဲ့ကြသည်
အားရကစာကိုစိတ်ပါဝင်စားစွာကြက်နေစေစုမျက်လုံးထဲမှာတော့တနာစရာဗေဒပန်းလေးအကြောင်းကိုတွေးနေသည်လူဆိုးလူတေလေးသူ့အကြောင်းကိုလည်းခေါင်းထဲမှအတင်းဖယ်ထုတ်နေရလေသည်ပြီးတော့ရှိသေးသည်ကိုကိုဦးသူ့ကိုအားလုံးကလူဆိုးဟုသတ်မှတ်ထားတာစွတ်တည်သည်သူကရောဘာကြောင့်ဒီလောက်ဆိုးနေရတာလဲသူသည်ခန္ဓာကိုယ်ကလည်းတေးကွေးပိန်လီလာသည်သပင်များကလည်းအမြဲတမ်းပွားရောင်နေတတ်၏သူ့ဝစ်စားကလည်းဘယ်တော့မှတသက်ရရမရှိတခုတော့ရှိသည်သူသည်တချင်းဆိုကောင်းသူဖြစ်သည်လမ်းထိပ်မှညနေတကောင်တထောင်တောင်တတင်တင်တီးနေတတ်သောဂီတအုပ်စုတွင်သူသည်ပေးနိုင်ဆိုတော်ဖြစ်၏သူနှင့်စားတွေ့ရသည်ကလည်းစိတ်ညစ်စရာကောင်းသည်ပြီးတော့သူနှင့်ဆုံရခြင်းသည်ကိုကိုဦးကြောင့်ဟုလည်းဆိုနိုင်လေသည်ထိုနေ့ကကိုကိုဦးနှင့်တွေ့ရန်အတွက်အိမ်မှအရေးဆုံးပြီးထွက်ခဲ့ရသည်စုသည်ဖေဖေကြီးကြီးမီဒရိုင်ဘာကိုအေးမောင်စသည်ကိုမပါပင်အိမ်ကတယောက်တည်းထွက်ရလိမ့်မရှိပြီအကိုနှစ်ယောက်ကအိမ်မှာမရှိသည့်ကိုတိုးကလည်းသူ့အပေါင်းအသင်းတွေနဲ့သူတွာလာနေတတ်သူဖြစ်သည်စုမှာအိမ်သားတွေကလွှဲရင်အားရကိုသာအဖို့ပြုเสียရှိသည်သို့တော့အားရကိုစောက်ကရရဖွင့်ရပြောပြခြင်းစိတ်မရှိလာပြီတချို့သောကိစ္စတွေမှာအားရနှင့်စုသည်ပေါင်းစည်းရရတတ်သည်မဟုတ်ပေကိုကိုဦးနှင့်စုတို့မိတ်ဆွေဖွဲ့ချက်ခဲ့သည်ကိုမိသူမှမသိသိရင်လည်းမိသူမှနားလည်နိုင်မည်မဟုတ်ပေတကယ်ဆိုစုကိုယ်တိုင်ကကိုကိုဦးเจ้าကိုတည်တည်ထချာမသိရင်လည်းမလို့ပေကိုကိုဦးသည်စုချစ်သောစာရေးဆရာတယောက်သာဖြစ်လေသည်ကိုကိုဦးဤစကလုံးအနုအလှလေးတွေစုရင်ထဲမှာဆွဲညှိခဲ့တာကြပြီစာပေမှာမွေးလျော်တတ်သည့်အချိန်မှစ၍ကိုကိုဦးသည်စုစိတ်အာယုံကိုစိုးမိုးခဲ့၏ကိုကိုဦးဤအဖွဲအနှဲ့လေးတွေကညံ့ညောသည်ကိုကိုဦးဤဝိထုထဲမှာပါဝင်လှုပ်ရှားကြသောကောင်လေးကောင်မလေးတွေသည်မြေသည်လှသည်စိတ်နှလုံးနူးညံ့ကြသည်ပြီးတော့သူတို့သည်ဆင်းရဲကြသည်ဘဝကိုဖြစ်တယ်လို့ရင်ဆိုင်ကြရသည်ဗေဒာလိုလွတ်မြော်ကြသည်သူတို့ဘဝကိုဆက်ယူသူမရှိစုသူတို့ကိုတနာသည်ပြီးတော့ကိုကိုဦးကိုလည်းတနာသည်ကိုကိုဦးသည်စာရေးဆရာတယောက်ဘဝမှာဆင်းရဲချုပ်တဲ့စွာရက်တည်နေရရှာမည်ပထမဆုံးကိုကိုဦးစီစာရေးပြီးပြန်စာဆောင်ရသည်မှာရင်မောလာသည်